ဒီတော့စောကရှင်းပြခဲ့တယ်လို့ပဲပေါ့နော်ဝိဇ္ဇာလမ်းစဉ်ကိုကျင့်ကြံတော့မယ်ဆိုလို့ရှိရင်အဓိကကျင့်ကြံရမှာကသီလတမာတိပညာလို့ခေါ်တဲ့မက္ခင်လမ်းကြောင်းပေါ်ကိုလိုက်တာကျင့်ကြံရမှာဖြစ်ပြီးတော့တမာတိကတော့အဓိကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်တမာတိရမှသာတခြားအခန်းကဏ္ဍတွေကိုရှောက်လန်းနိုင်မှာဖြစ်ပါတယ်ဒီတော့တမာတိရပြီးတဲ့နောက်မှာဇန်လန်းစဉ်ပေါ့နော်ဇန်လန်းစဉ်ကိုရှောက်လန်းရမှာဖြစ်ပါတယ်ဇန်လန်းစဉ်မှာဆိုလို့ရှိရင်နှစ်မျိုးရှိတယ်ယူပဇန်နဲ့အယူပဇန်ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒီတော့ဇန်ဆိုတဲ့အဓိပ္ပာယ်ကိုပြောရမယ်ဆိုရင်တော့ဇန်ဆိုတာကစိတ်ကိုအာယုံတစ်ခုတည်းမှာပဲအလွန်အမင်းစူးစိုက်ပြီးတော့တည်ငြိမ်မှုနဲ့အမြင့်ဆုံးအဆင့်ရောက်ရှိနေတဲ့အခြေအနေကိုဆိုလိုတယ်တမာတိအခြေအနေကိုဆိုလိုတယ်ဇန်ဝင်စားခြင်းဟာဝိပဿနာဉာဏ်များတကူအဘိဉာဏ်များနဲ့နိဗ္ဗာန်ရောက်ရာမဉဏ်အလန်းအတွက်အင်အားကြီးမားတဲ့အခြေခံအုံမြစ်တစ်ခုလည်းဖြစ်ပြန်ပါတယ်ဒီတော့ဇန်တရားကိုရဖို့ဆိုရင်အဓိကနှစ်မျိုးခွဲခြားထားပါတယ်ယူပဇန်ရုပ်ရှိတဲ့ဇန်အယူပဇန်ရုပ်မရှိတဲ့ဇန်ဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်ယူပဇန်ရုပ်ရှိတဲ့ဇန်ရုပ်အာယုံဥပမာကတိုင်းကိုအာယုံယူပြီးအားထုတ်တဲ့ဇန်ဖြစ်ပြီးတော့အဆင့်၄ဆင့်ရှိပါတယ်ပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ဆိုပြီးတော့၄မျိုးရှိတယ်ပထမဇန်ဝိတ္တဝိဇာရာပိတိဒုက္ခအက္ခကတာအာယုံကိုကြံစီမှုဝိတ္တနေစင်ကြင်မှုဝိတာယရှိသေးတယ်ကြည်နူးမှုပိတိနဲ့ချမ်းသာဒုက္ခတွေလည်းပါဝင်သေးပါတယ်အကယ်၍တင်သာအာယုံကိုကြံစီပြီးတော့စင်ကြင်မှုတရားတွေနဲ့တုံးတက်ပြီးတဲ့နောက်မှာတင်ရဲ့စိတ်ခန္ဓာကိုယ်ထဲမှာကြည်နူးလာပြီးချမ်းသာဒုက္ခတွေခံစားရပြီးဆိုရင်တော့ဒါဟာအတင်ဟာပထမဇန်ဝင်စားနေပြီဖြစ်ပါတယ်ဒုတိယဇန်အနေနဲ့ကတော့ပိတိဒုက္ခအက္ခကတာဝိတ္တဝိဇာရာကင်းစင်သွားပြီးစိတ်ကပိုပြီးတော့တည်ငြိမ်လာတယ်တည်ကြည်လာတယ်လို့ဆိုလိုတယ်ဒီလိုကိုယ့်ရဲ့စိတ်ကလေးလာတဲ့နောက်ပိုင်းမှာကြည်နူးမှုချမ်းသာမှုငြိမ်းချမ်းမှုတွေကိုဇန်ရောက်ပြီးတဲ့အခါမှာပိုပြီးစိတ်ကတည်ငြိမ်လာပြီးဆိုရင်တော့အတင်ဟာဒုတိယဇန်ကိုရောက်ရှိနေပါပြီတတိယဇန်ဒုက္ခအက္ခကတာပိတိစံတန်တော်ကြည်နူးမှုလည်းကင်းပြီးတိမ်မွေ့သောချမ်းသာမှုဒုက္ခတစ်မျိုးတည်းတာကြံပါတော့တယ်ဒီလိုစိတ်ကပုံမတည်ငြိမ်လာပြီးတဲ့နောက်မှာကိုယ့်ရဲ့စိတ်ထဲမှာတိမ်မွေ့လာပြီးချမ်းသာလာပြီးဆိုတဲ့ချမ်းသာမှုဆိုတဲ့ဒုက္ခကိုရရှိလာပြီးဆိုရင်တော့တတိယဇန်ရောက်နေပါပြီစတုတ္ထဇန်ဒုက္ခဥပိ္ပခအက္ခကထာဒုက္ခချမ်းသာမှုကင်းချမ်းသာမှုကကင်းသွားပြီးတော့အလွန်အမင်းတန့်ရှင်းတဲ့ဥပိ္ပခလစ်လူရှုမှုတွေစိတ်တည်ငြိမ်မှုအက္ခကထာတမျိုးတည်းတာကြံပါတော့တယ်ဆိုလိုတာကတော့တင်ဟာဒုက္ခချမ်းသာတွေကိုစိတ်ထဲမှာခံစားမှုတွေရရှိနေသေးတယ်ဆိုရင်တတိယအစစ်စမ်းပဲရှိပါသေးတယ်အားလုံးကိုဒုက္ခချမ်းသာမှုလည်းမရှိတော့ဘူးခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာတန့်ရှင်းကြည်လင်ပြီးတည်ငြိမ်အေးချမ်းနေတယ်ဆိုလို့ရှိရင်တင်ဟာအရာအားလုံးကိုလစ်လူရှုနိုင်သွားပြီခံစားမှုကြည်နူးမှုဝမ်းနည်းမှုအရာအားလုံးကိုလစ်လူရှုသွားနိုင်တဲ့အချိန်ကတင်ဟာစတုတ္ထဇန်ကိုရောက်ရှိသွားပါပြီဒီလိုဝိဇ္ဇာသုံးပါးမှာအဘိညာဉ်များကိုရရှိဖို့အတွက်အများအပြည့်စတုတ္ထဇန်သို့မဟုတ်ပထမဇန်၅ပါးပထမဇန်ဆိုတာအင်္ဂါ၅ပါးကိုခွဲခြားပြီးတော့အခြေခံပြုပြီးတော့သိရမှာလည်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့အာယူပါဇန်ရုံမရှိတဲ့ဇန်ယူပါဇန်ရဲ့စတုတ္ထအဆင့်ကထပ်မံပြီးတော့စိတ်အာယုံကိုအဓိကထားပြီးအားထုတ်တဲ့ဇန်ဖြစ်ပါတယ်စိတ်ရဲ့အနန္တကိုအာယုံပြုဖို့၄ဆင့်ရှိပါသေးတယ်အက္ကတာနိစ္စယတနာအက္ကတာနိစ္စနာအက္ကတာနိစ္စယတနာဇန်အနန္တကောင်းကင်ကအဆုံးမရှိဘူးဆိုတာကိုတင်းရဲ့မျက်စိထဲမှာအာယုံပြုလာနိုင်တင်းရဲ့စိတ်ထဲမှာအာယုံပြုလာနိုင်တယ်ဝိညာဏနိစ္စယတနာဇန်အနန္တဝိညာဉ်တိစိတ်ရအဆုံးမရှိဘူးလို့အတင်အာယုံပြုလာနိုင်တယ်အကင်စီညာယတနာဇန်အပင်မြမရှိခြင်းဘာမှမရှိတော့ဘူးခန္ဓာကိုယ်ကြီးစိတ်တစ်ခုလုံးညာဟာလာဟင်းလေးပဲနဲ့ကြံတော့တယ်ဟာလာဟင်းလေးပဲလို့အာယုံပြုလာနိုင်တယ်နေဝတညာယတနာဇန်အမတ်မရှိမှတ်မိတာလည်းဘာတစ်ခုမှမရှိတော့ဘူးတညာအမှတ်တညာကအလွန်တိမ်မွေးလွန်းလို့ရှိတယ်လို့လည်းမဆိုနိုင်ဘူးမရှိဘူးလို့လည်းမဆိုနိုင်တဲ့အချိန်นี้အမြင့်ဆုံးလောကီတမာတိဇန်ရရှိသွားတယ်လို့ဆိုပါတယ်အဘိညာဉ်တကိုရရှိခြင်းဇန်အထူးတစ်ဖြည့်စတုတ္ထဇန်သည်ပုပ္ပေနိဝါဒနုတ္တိဉာဏ်နှင့်ဒိဗ္ဗစကုဉာဏ်တို့ကိုရရှိရန်မရှိမဖြစ်အခြေခံဉာဏ်ဖြစ်ပါတယ်ဒီတော့ဝိပဿနာရဲ့အခြေခံဇန်ကြောင့်ရရှိသောအက္ခကထာစူးစိုက်မှုသည်ဝိပဿနာရှုမှတ်ရာတွင်စိတ်ကိုတုံလုံးမှုမရှိအောင်ထိမ့်သိမ့်နိုင်သောကြောင့်လောကုတ္တရာမဉ္ဇဉ်ရရှိဖို့အတွက်အထောက်အကူဖြစ်စေပါတယ်အဘိညာဉ်အကြောင်း6ပါးကိုလည်းဆက်ပြီးတော့ပြောပြပါမယ်အဘိညာဉ်ဆိုတာကနေအထူးသဖြင့်ဉာဏ်သို့မဟုတ်တကူစံအင်းကြီးရရှိလာခြင်းကိုဆိုပါတယ်ဇန်သမารီကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတာကြောင့်၎င်းကိုဝိဇ္ဇာသုံးပါးမှာပါဝင်တဲ့ဉာဏ်နှစ်ပါးနဲ့လောကီဆိုင်ရာတကူ၄ပါးပေါင်းစပ်ထားတာဖြစ်တယ်အဘိညာဉ်6ပါးကိုအဓိကအားဖြင့်လောကီအဘိညာဉ်လောကီရေးရာတကူစံအင်း5ပါးနဲ့လောကုတ္တရာအဘိညာဉ်
ကိလေသာကုန်ခန်းရာဉာဏ်တစ်ပါးကိုခွဲခြားနိုင်ပါတယ်လောကီအဘိညာဉ်၅ပါးသည်ဇန်တရားရရှိတဲ့ပုထုဇဉ်တမန်လူများပင်အားထုတ်ရရှိနိုင်တဲ့တကူစွန့်အင်းကြီးဖြစ်ကြပါတယ်အဲ့တော့အဋ္ဌိဝိတ္တဉာဏ်တကူအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ဉာဏ်ဥပမာတဦးတည်းမှအများအဖြစ်ဖန်ဆင်းနိုင်တဲ့မြေရှိုးမိုးပြန်နိုင်တဲ့အစွမ်းရေပေါ်မှာသွားလာနေတဲ့အစွမ်းမီးတောက်စီနိုင်တဲ့အစွမ်းကိုဆိုလိုတယ်ဒိဗ္ဗတောတဉာဏ်နတ်နာကဲ့သို့ပဲအလွန်ကြည်လင်သောအကြားအာယုံဉာဏ်ဝေးလံသောအရက်မှာအတန်လူတို့ရဲ့အတန်ကိုကြားရတယ်စေတပရိယဉာဏ်သူတစ်ပါးတို့ဤစိတ်အကြံစီကိုသိမြင်နိုင်တဲ့ဉာဏ်ကြားကံမရှိပဲသူတစ်ပါးဤယာကဒေါသမောဟစသည့်စိတ်အခြေအနေကိုသိမြင်နိုင်တဲ့ဉာဏ်ကိုဆိုလိုတယ်ပုပ္ပေနိဝါဒနုတ္တိဉာဏ်ဝိဇ္ဇာ၃ပါးတွင်ပါဝင်ပြီးတော့ရှေ့ဘဝပေါင်းများစွာကိုအမှတ်တရရှိခြင်းဆိုတဲ့ဉာဏ်ကိုဆိုလိုပြီးတော့ဒိဗ္ဗစက္ခုဉာဏ်ဝိဇ္ဇာ၃ပါးမှာပဲပါဝင်တဲ့နတ်မျက်စိကဲသို့ဉာဏ်ကိုဆိုလိုခြင်းဖြစ်တယ်လောကုတ္တရာအภิဉာဏ်တစ်ပါးမှာတော့တစ်ပါးဖြစ်တဲ့အမြင့်ဆုံးဉာဏ်ပေါ့နော်ဒီဉာဏ်ကတော့လောကီတကူထဲမှာဇန်တမာဒိတ်တက်တက်ကိုအခြေခံခြင်းမဟုတ်ပဲနဲ့ဝိပဿနာဉာဏ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဉာဏ်ပေါ့နော်အတဝက္ခယဉာဏ်ဝိဇ္ဇာ၃ပါးမှာပဲပါဝင်တဲ့ကိလေသာအတဝတရားများကုန်ခန်းရာဖြစ်တဲ့ဉာဏ်ဤဉာဏ်ဒီတဏှာတွေအားလုံးကိုအဆုံးသတ်စေပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုစေတဲ့ယဟန္တာတို့တွေမှာသာဖြစ်ပေါ်တဲ့ဉာဏ်ကိုဆိုလိုရင်းဖြစ်ပါတယ်အချုပ်အဖြစ်တော့အဘိညာဉ်၆ပါးအဘိညာဉ်6ပါးကဘယ်လိုဖြစ်လာလဲလောကီတကူ9ပါးနဲ့အတဝက္ခယဉာဏ်တစ်ပါးပေါင်းပြီးတော့အဘိညာဉ်6ပါးဖြစ်လာတယ်ဝိဇ္ဇာ3ပါးကဘာတွေလဲဆိုတော့ပုပ္ပေနိဝတ္တနုတ္တိဉာဏ်ဒိဗ္ဗစက္ခုဉာဏ်အတဝက္ခယဉာဏ်ခြားနာချက်တွေကတော့လောကီအဘိညာဉ်တစ်ကနေ9ရှိတယ်ရရှိသားသူတွေကနိဗ္ဗာန်မရောက်စေနိုင်ပဲတော့ကိလေသာတွေရှိနေသေးတယ်ကိလေသာတွေရှိနေသေးတဲ့ဖြစ်ဒီလောကီအဘိညာဉ်ကတော့ပျက်စီးနိုင်တယ်လို့ဆိုလိုတယ်ပေါ့နော်အဘိညာဉ်6ပါးမှာဖြစ်တဲ့အာတဝက္ခယဉာဏ်သာလျင်ကိလေသာကိုအမြင့်ဖြတ်ပြီးတော့တန်တရားကိုအပြီးတိုင်ချုပ်ငြိမ်းစေတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာမှာတမာဘက်8ပါးအကြောင်းကိုလည်းဆက်လက်ပြီးတော့ပြောပြပါမယ်ဗုဒ္ဓဘာသာမှာတမာဘက်8ပါးဆိုတာယခုကပြောခဲ့သလိုပဲဇန်တရားများမှာဇန်ပစ္စံ4ပါးနဲ့အယူပါဇန်4ပါးဇန်တရားများမှာယူပါဇန်4ပါးနဲ့အယူပါဇန်4ပါးအားလုံးကိုစုပေါင်းခေါ်ဆိုခြင်းဖြစ်တယ်အာယုံကိုလုံးဝဆွဆွမြဲမြဲဝင်စားခြင်းကိုတမာပတ်လို့ခေါ်တယ်။တမာပတ်၈ပါးဆိုတာကလောကီတမာတိရဲ့အမြင့်ဆုံးအခြေအနေမှာတည်ရှိပါတယ်။ယူပါဇန်၄ပါးဖြစ်တဲ့ပထမတမာပတ်၄ပါး၎င်းတို့ကရုပ်အာယုံဥပမာကတိုင်းကိုအာယုံယူပြီးဝင်စားတဲ့ဇန်များဖြစ်ကြပြီးတော့ဇန်အင်္ဂါများမှနေတစ်စင်ချင်းစီယွန်နေလာပြီးတော့တိမ်မွေ့လာတာကိုယခင်ကလေ့လာခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့တမာပတ်ယူပါဇန်မှာပထမဇန်တမပတ်ရှိတယ်ဒုတိယဇန်တမပတ်တတိယဇန်တမပတ်စတုတ္ထဇန်တမပတ်ဆိုပြီးတော့ရှိတယ်ပထမဇန်တမပတ်ကတော့ဝိတဝိတာရာပိတိဒုက္ခအက္ခကတာဒုတိယဇန်တမပတ်ပိတိဒုက္ခအက္ခကတာတတိယဇန်တမပတ်ဒုက္ခအက္ခကတာစတုတ္ထဇန်တမပတ်ဥပိ္ပခဧကကတာတန်စင်သောတည်ငြိမ်မှုဖြစ်တယ်အာယုပံ၄ပါးနောက်ဆုံးတမပတ်၄ပါးဖြစ်တယ်၎င်းတို့ကစတုတ္ထဇန်ကိုအခြေခံပြီးတော့စိတ်အာယုံရုံးမရှိသောအာယုံကိုအဓိကပြုပြီးတော့ဝင်စားတဲ့ဇန်ဖြစ်တယ်အကရာနိစ္စယတနာတမပတ်အနန္တကောင်းကင်ကိုအာယုံပြုပြီးတော့ကျင့်ကြံတဲ့လမ်းစဉ်ဝိဇ္ဇာညာတယတနာတမပတ်အနတ္တသိစိတ်ဝိညာဉ်ကိုအာယုံပြုပြီးတော့အာယုံပြုတဲ့ဇံအကိစ္စညာယအကိစ္စညာယတနာတမပတ်ဘာမှမရှိခြင်းဆိုတာကိုအာယုံပြုတဲ့ဉာဏ်နေဝတညာနာတညာယတနာတမပတ်အမှတ်မရှိခြင်းမမှတ်တည်လည်းမဟုတ်အခြေအနေတမာတိအမြင့်ဆုံးအဆင့်ဖြစ်တယ်ဒီတော့တမပတ်၈ပါးဆိုတာလောကီအဆင့်ဖြစ်တော့လေ၎င်းတို့ကိုအခြေခံ၍နိရောဓတမပတ်ချုပ်ငြိမ်းမှုတမပတ်ကိုထပ်မံဝင်စားနိုင်ပါသေးတယ်။အတိပ္ပယ်ကတော့အရိယာယဟန္တာအနာဂံနဲ့ယဟန္တာတို့တွေကဝင်စားနိုင်ပြီးတော့ခဏတာများရုပ်ဉာဏ်အားလုံးလုံးဝချုပ်ငြိမ်းသွားတယ်ဆိုတဲ့အခြေအနေဖြစ်တယ်။ဒီလိုတမပတ်ဝင်စားနေတဲ့အချိန်မှာစိတ်စေတသိက်ကာယကံဝစီကံဇိဝိတနံတွေအားလုံးရစဲသွားပြီးတော့နိဗ္ဗာန်ချမ်းသာကိုခံစားရပါလိမ့်မယ်။ဒီလိုဆိုလို့ရှိရင်ဝိဇ္ဇာစံအပင်ညာတမပတ်စတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ခြုံငုံမိပြီလို့ယူဆပါတယ်။ဗုဒ္ဓဘာသာမှာဝိဇ္ဇာစံတမာပတ်ဆိုတဲ့အယူဆတွေနဲ့ပတ်သက်ပြီးတော့မိကွန်းတွေလည်းရှိပါသေးတယ်။တခြားမိကွန်းတွေလည်းရှိနိုင်ပါသေးတယ်။ဘောရဘာသာမှာဘာတွေဆက်ဆက်မှုရှိလဲဆိုတော့သီလသမာဓိပညာနဲ့ဉာဏ်ပညာတွေဘယ်လိုဆက်ဆက်နေလဲ။ကတိုင်း10ပါးဆိုတာဘာလဲဇံရဖို့ဘယ်လိုအသုံးပြုရမလဲ။ဝိဇ္ဇာ3ပါးနဲ့အဘိညာဉ်6ပါးကိုဘာတွေကွာခြားနေလဲ။ဗုဒ္ဓဘာသာမှာဇံဝင်စားခြင်းနဲ့ဟိန္ဒူဘာသာကယောဂလေ့ကျင့်မှုတို့ကတူညီသလားကွဲသလား။ဗုဒ္ဓဘာသာမှာတကူတကူညံအယူဆနဲ့ခရစ်ယာန်တွေရဲ့အစ္စလမ်ဘာသာတို့ရဲ့သူတော်စင်တို့ရဲ့စံအားအယူတွေဘယ်လိုပါတာလဲဒီအကြောင်းအရာတွေကိုနောက်နေ့ဒီမှာဆက်လက်ဆွေးနွေးတင်ပြပေးပါမယ်